အားလုံးပဲမင်္ဂလာပါဒီသင်ခန်းစာမှာတော့ဆရာတို့က Microsoft Word သင်ခန်းစာရဲ့ table content တွေအကြောင်းကိုလေ့လာမှာဖြစ်တယ်အဲ့တော့ပထမဆုံးအနေနဲ့ဆရာတို့က this PC ထဲမှာရှိတဲ့ဆရာတို့ပေးထားမယ့် file တွေပါเนาะ Advanced Microsoft Word 2ဆိုတဲ့ folder တွေက table content ဆိုတဲ့ file လေးကိုဖွင့်လိုက်မယ်เนาะအဲ့တော့ဒီထဲမှာဆရာတို့ကစာမျက်နှာစုစုပေါင်းဘယ်နှရွက်ရှိလဲဆိုတော့18ရွက်ရှိတယ်เนาะစကားလုံးပေါင်းက3000ကျော်ရှိတယ်ပုံလေးတွေလည်းပါတယ်เนาะဒီမှာရေးထားတဲ့စာတွေကတော့တခြားမဟုတ်ဘူးပေါ့ဆရာတို့ကဒီမြတ်စွာဘုရားရဲ့အောင်ခြင်း၈ပါးနဲ့ပတ်သက်ပြီးတော့တစ်ခုချင်းစီရေးထားတာပေါ့เนาะဒီထဲမှာဆရာတို့ကဒီဟာကိုဘယ်လိုပုံစံလုပ်မလဲဆိုတော့စာမျက်နှာနံပါတ်လေးတက်ပြီးတော့မာတိကာလေးဖန်တီးမယ်เนาะအဲ့တော့မာတိကာကိုအင်္ဂလိပ်လို table of content ဆိုပြီးတော့ဆရာတို့ကသတ်မှတ်မယ်ပေါ့အဲ့ဒီမှာမညီညာတဲ့ဟာတွေကိုဆရာတို့ကညီအောင်ညှိမယ်ဒါအခြေခံတော့เนาะ computer basics ပေါ့เนาะ basic သင်ခန်းစာမှာ Microsoft Word သင်ခန်းစာမှာလည်း exercise book နဲ့ဒီ lesson တွေကသင်ပြီးသားတွေပေါ့เนาะအဲ့တော့ဒီမှာဒီကောင်လေးကိုလည်းရွှေ့မယ်ဒီကောင်ကလည်းခေါင်းစဉ်ဖြစ်တဲ့အတွက်အရင်ဆုံးပုံနဲ့စာနဲ့ကွဲအောင်ဆရာတို့ကလုပ်လိုက်เนาะပုံနဲ့စာနဲ့ကိုကွဲအောင်ရွှေ့မယ်ပုံလေးကိုရွှေ့မယ်ဆိုရင် picture format ထဲကနေပြီးတော့ဆရာတို့က word tab ထဲကနေsquare ဆိုတာလေးကိုရေးပေးလိုက်เนาะ square ဆိုတာလေးကိုရေးပေးပြီးရင်ဒါပုံလေးတွေကိုရွှေ့လို့ရပြီပေါ့เนาะဒီလိုလေးရွှေ့လိုက်เนาะပြီးရင်ဘာနဲ့အောင်တော်မူခြင်းဆိုတာလေးကို selection ပေးသူကဒုတိယမြောက်ခေါင်းစဉ် secondary ခေါင်းစဉ်ဖြစ်တဲ့အတွက်ဒီကောင်လည်းအလဲကိုရွှေ့လိုက်เนาะပြီးတော့မှဆရာတို့ကတစ်ခုချင်းစီပြန်ပြီးတော့ပြုပြင်မယ်เนาะဒီစာတွေကိုအားလုံးထားပါတော့ control A နဲ့အားလုံးကို selection ပေးပြီးတော့justify လုပ်လိုက်အောင်เนาะ justify လုပ်လိုက်ပါစာတွေအားလုံးကဘယ်ညာနှစ်ဖက်စလုံးညီသွားမယ်အဲ့လို justify လုပ်ပြီးညီသွားပြီဆိုတော့မှခေါင်းစဉ်တွေကိုတသက်အလဲကိုရွှေ့မယ်ပြီးလို့ရှိရင်ပုံကို picture format ထဲမှာ word tab ထဲမှာ square ဆိုတာလေးကိုရွေးပြီးတော့ square သို့မဟုတ် type ပေါ့เนาะ type ဆိုတာလေးကိုရွေးပြီးတော့ဆရာတို့ကရွှေ့ထားလိုက်เนาะဒီဘက် bell channel ကိုကပ်ပေးထားလိုက်เนาะသူပုံဆိုင်သူဆိုင်တဲ့သူပေါ့ဆရာတို့ကအခုဒီဟာလုပ်ပြီးလုပ်ဆောင်ချက်ကိုလုပ်ပြီးသွားပြီဆိုလို့ရှိရင်ဘာထပ်လုပ်ရအောင်လဲဆိုတော့အောက်ကပါဝင်တဲ့ဟာတွေကိုလည်းသွားပြီးတော့ပြောင်းလဲပေးရအောင်မယ်เนาะပထမဆုံးဆရာတို့ကစာအနေပြန်ပြမယ်เนาะ software ကိုဆရာတို့ကတုံးစေးနဲ့ပြန်ထွက်လိုက်မယ် table of content ဆိုတာ file လေးကိုဝင်မယ်เนาะဒီအခြေခံ basic သင်ခန်းစာကိုသင်ထားတဲ့ကလေးတွေကတော့ဒီဟာကိုဆရာပြောတဲ့အဓိပ္ပာယ်ကိုနားလည်မယ်ပေါ့เนาะပထမဆုံးလောကမှာစာတွေကို control နဲ့ selection ပေးပြီး justify လုပ်လိုက်မယ်ညီတဲ့စာတွေကိုပဲညာနှစ်ဖက်ညီအောင်ပြီးတော့မှနံပါတ်2အနေနဲ့ပုံတွေကို picture format ထဲမှာလာပြီးတော့ word tab ထဲမှာ type ကိုရွေးမယ်ရွေးပြီးတော့ type ဆိုတာပုံတွေကပုံနဲ့စာနဲ့ကိုညီအောင်ညှိတာပေါ့เนาะပုံရှိတဲ့နေရာမှာစာသားလေးတွေကဖယ်ပေးသွားတာဆရာတို့ဒီ picture ကိုလည်းကြိုက်တဲ့နေရာကိုရွှေ့လို့ရတဲ့အနေအထားဖြစ်သွားတယ်เนาะအဲ့တော့ဒီမှာဒီဥစ္စာပေါ်ခေါင်းစဉ်တွေကိုဆရာတို့ကမလုပ်မလဲဆိုတော့အလဲကိုရွှေ့မယ်စင်တာကိုရွှေ့เนาะအဲ့ဒီမှာစင်တာကိုရွှေ့မယ်ပြီးလို့ရှိရင်အန်တာလေးတစ်ချက်ခောက်ပြီးတော့နည်းနည်းလေးခွဲလိုက်ပေါ့เนาะခေါင်းစဉ်နဲ့စာသားလေးကိုနည်းနည်းလေးခွဲလိုက်ပြီးရင်တခြားနေရာတွေကိုလည်းဆရာတို့ကအဲ့လိုမျိုးပဲပြုပြင်ပေးရမယ်ဒါဆိုလို့ရှိရင်ထောက်ပြီးတော့ကာစာထောက်ဒီနားမှာအန်တာခောက်နည်းနည်းခွဲချမ်းပလိုက်เนาะသူကလည်းသူတက်တက်လေးဖြစ်နေအောင်ပြီးရင်စာသားကိုပုံကို picture format ထဲကိုလာပြီးတော့ web tab မှာ type ကိုရွေးနည်းနည်းလေးရွှေ့ဟုတ်တယ်ဗျာเนาะရွှေ့ပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့ကခေါင်းစဉ်တစ်ခုကို selection ပေးပြီးတော့ပုံထဲမှာ center နဲ့ပြန်ရွှေ့เนาะနည်းနည်းလေးကွဲပြားသွားအောင်အန်တာလေးခောက်ဟုတ်တယ်เนาะအဲ့လိုပုံစံလေးဆရာတို့ကဖန်တီးသွားပေးရမယ်အောက်ကဟာတွေကိုလည်းเนาะသစ္စကပရပိုင်ဟာအောင်မြင်တော်မူခြင်းနံပါတ်1အနေနဲ့ picture format ထဲဟုတ်လား word tab ထဲမှာ type ကိုရွေးစာပိုက်နဲ့စာသားနဲ့ကိုညီနေအောင်ညှိပြီးသွားလို့ရှိရင်ဆရာတို့ကဘာလုပ်မလဲဆိုတော့သူ့အရှိကခေါင်းစဉ်ကိုအန်တာခောက်တစ်ချက်လောက်ပဲခောက်ရတယ်เนาะအန်တာခောက်ပြီးလို့ရှိရင်ဒီအောက်ကခေါင်းစဉ်နဲ့လည်းကွဲနေအောင်အန်တာခောက်ပြီးရင်ခေါင်းစဉ်တစ်ခုစလုံးကို selection ပေးပြီးစင်တာကိုပို့เนาะโอเคเนาะအဲ့တော့အပေါ်ကဟာလေးလည်းသွားကြည့်လိုက်မယ်အဆင်ပြေတယ်အောက်ကခေါင်းစဉ်လေးရလည်းအဆင်ပြေတယ်တတိယမြောက်ခေါင်းစဉ်ရလည်းအဆင်ပြေတယ်ဆိုရင်စတုတ္ထမြောက်ခေါင်းစဉ်ကိုသွားမယ်စာတွေကတော့အချိန်ပေးပြီးဖတ်လို့ရှိရင်တော့
ဘ ഹു သုဒတိုးတာပေါ့နော်ဒါဆရာပေးထားတဲ့ file လေးထဲမှာပုံလေးတွေရောစာလေးတွေရောအကုန်ပါတယ်ဘ ဟူ သုဒလည်းဖြစ်စေတယ်ပေါ့နော်ဒီလိုမျိုးစီတက်အောင်ဆရာအခုလိုမျိုးလုပ်ပေးထားတာပေါ့နော်ဒီချာမချိန်ပေးဘဲနဲ့ကိုယ့်ဘာသာကိုချိန်တက်အောင်လို့ဒါချိန်မချိန်နည်းတဲ့အခုဒီမှာပြခါရပြထားရလေ basic သင်ခန်းစာကိုကောင်းကောင်းသင်ထားတဲ့ကလေးတွေကထားကိုဒီချာလေးလောက်တက်လိမ့်မယ်နော်ဘာပဲပြောအဆင်ပြေလိမ့်မယ်နော် picture format ထဲကိုလာ web tab ထဲမှာ type ကိုရွေး type ဆိုတာက picture နဲ့စာသားနဲ့ကိုညီအောင်ညှိယူတာပေါ့နော်ဟုတ်ပြီနော် picture ရှိတဲ့နေရာမှာစာသားလေးတွေကနေရာဖယ်ပေးသွားတာကိုပြောတာနော် enter တစ်ချက်ခောက်မယ်ပြီးရင်ခေါင်းစဉ်တစ်ခုကို selection ပေးပြီးတော့အလယ်ကိုရွေးနော်အင်္ဂုလိမာလာအောင်တော်မူခြင်းเนาะဘာထောင်ပဲပြီးလို့ရှိရင် picture format ထဲကိုလာ position မှာ sorry word tab ထဲမှာ type ကိုရွေးပြီးသွားရင်ညာဘက်လေးကိုကပ်ပေးပြီးရင်ဒီကောင် under ခောက်ပြီးတော့ခေါင်းစဉ်ဖြစ်မဲ့ကောင်ကိုအလယ်ကိုပို့เนาะခေါင်းစဉ်နဲ့ဆရာတို့ကပုံနဲ့လာကြည့်နေသေးတယ်အောက်လေးနည်းနည်းရွှေ့ပေးလိုက်ရတယ်နော်ပြီးလို့ရှိရင်နောက်ထပ်ခေါင်းစဉ်တစ်ခုကိုဆရာတို့ထပ်ရှာမယ်စေစမာနဝိကာပရပိုက်မှာအောင်မြင်တော်မူခြင်းဒီမှာထောက်မယ် picture format ကိုသွားမယ် web tab ထဲမှာ type ကိုရွေးမယ်ပြီးလို့ရှိရင်ဒီဘက်ကိုရွှေ့ပေးမယ်နော်ရွှေ့ပေးပြီးသွားရင်အောက်ကို under တစ်ချက်ခောက်ပေါ်ကို under တစ်ချက်ခောက်ပြီးလို့ရှိရင် selection ပေးပြီးတော့ center ကိုရွှေ့ဒါပထမဦးဆုံးကနဦးလောက်ဆောင်ချက်တွေလောက်ကမဲ့အဆင့်ပဲရှိသေးတယ်เนาะ table ရော corner နဲ့ပတ်သက်ပြီးဘာမှမလာသေးဘူးเนาะပထမဦးဆုံးလောက်ကမဲ့အပိုင်းတယ်ပြီးအာလာဘကဘလူးကအောင်မြင်တော်မူခြင်းเนาะ picture ကိုဘာလုပ်မလဲ picture format နဲ့လာပြီးတော့ word tab ကိုရွေးtype ကိုရွေးပေးလိုက်ပေါ့เนาะပြီးလို့ရှိရင်ဒါအမြန်လုပ်တဲ့နည်းရှိတယ်เนาะဒါပေမဲ့ကလေးတွေလဲသွားမှာဆိုလို့ဆရာပြောပြတာဆရာတို့လိုပုံစံမျိုးကကြတော့ဒီလိုဟာမျိုးတွေဆိုလို့ရှိရင်အားလုံးကိုတစ်ခုချင်းစီ selection ပေးပြီးတော့ style ထည့်ပြီးတော့ကွာနေဖို့မြန်ဆန်လုပ်တဲ့နည်းရှိတယ်ပေါ့နော်ဒါ step by step ပေါ့ဒီအဆင့်တွေကိုသွားပြီးတော့မှနောက်သင်ခန်းစာနောက်ဒီထက်မြန်တဲ့နည်းတွေပြောပြလို့ရတယ်နော် under တစ်ချက်ခောက်မယ်ဒီမှာ under တစ်ချက်ခောက်မယ်one နဲ့ဖို့ကောင်းတာဆရာတို့ကဒီရုံးစာတွေလောက်ပဲတော်တော်များများ editing လုပ်နိုင်တယ်ကွာ Microsoft Word နဲ့เนาะတကယ်ဟို documentation ကြတောင်သင်တန်းပြီးသွားလဲဘယ်သူမှမလုပ်နိုင်ဘူးเนาะရုံးစာလောက်ပဲအလုပ်လုပ်ရတယ်ပေါ့ဒါပေမဲ့တချို့ ISO ရထားတဲ့ရုံးတွေစက်ရုံတွေမှာပေါ့เนาะ ISO အဆင့်ရှိတဲ့လုပ်ငန်းတွေမှာကျတော့ HR position ကိုအလုပ်လုပ်တယ်ပဲဖြစ်ဖြစ် admin position မှာအလုပ်လုပ်တယ်ပဲဖြစ်ဖြစ်ပေါ့เนาะထားပါတော့ HR ဆိုရင်လည်း HR တွေနဲ့ပတ်သက်တဲ့ handbook က company တိုင်းမှာရှိတယ်လေအဲ့လို HR handbook က company ကပဲအစအဆုံး editing လုပ်ရတာပေါ့အဲ့လိုအစအဆုံး editing လုပ်ရတဲ့အချိန်မှာဆရာတို့က Microsoft Word နဲ့အခုလိုမျိုးမာတိကာလေးတွေเนาะစာလေးတွေညီညီ CC နဲ့လောက်ကတဲ့လှုပ်ဆောင်ချက်လေးတွေပြောင်းလို့စာအုပ်တစ်အုပ်လုံးရဲ့လှုပ်ဆောင်ချက်ကိုဆရာတို့က Microsoft Word နဲ့ဖန်တီးတက်သွားမယ်အနေအထားမျိုးကိုဒီသင်ခန်းစာသင်ပေးသွားမှာဖြစ်တယ်ပေါ့နော်ကျန်တာကတော့ကိုယ့်ရဲ့ creation နဲ့ပဲဆိုင်တယ်ပေါ့ကွာเนาะကျန်တဲ့ဒီလှုပ်ဆောင်ချက်လေးတွေdocument ထဲမှာထည့်မဲ့အရာလေးတွေကကိုယ့်ရဲ့ creation ကိုယ့်ရဲ့လှုပ်ဆောင်ချက်နဲ့ပဲဆိုင်မယ်เนาะဒီဟာလေးကတော့ဆရာကြီးသင်ပေးထားတဲ့အတိုင်းသူ့ rule လေးနဲ့သူတွားထားတာကိုကောင်းတယ်ပေါ့နော်အမအာလာဘကဘလို့ပြီးတော့ဘယ်သူကြံသေးလဲဒါထာဂီရီစင်အားအောင်မြင်တော်မူခြင်းဒီမှာထောက်မယ်ထောက်ပြီးသွားရင် web tab ထဲမှာ type ကိုရွေးမယ် type ကိုရွေးပြီးသွားရင်ဆရာတို့ကweb tab ထဲမှာ type ကိုရေးပြီးသွားရင်ပုံလေးကိုနေရာရွှေ့ဒီမှာ under လေးတစ်ချက်ခောက်မယ်ဒီရောက်မှာလည်း under လေးတစ်ချက်ခောက်နော်ဟောနော်အားလုံးပြီးပြီဆိုရင်ဆရာတို့ကအောက်ကိုနည်းနည်းရွှေ့မယ်ရွှေ့ပြီးသွားလို့ရှိရင်နောက်ထပ်ခေါင်းစဉ်လေးတွေရှိသေးလားကြည့်မယ်မရှိတော့ဘူးเนาะမရှိတော့ဘူးဆိုလို့ရှိရင်ဆရာတို့ဒီမှာဂါထာတော်ဆိုတာလေးရှိသေးတယ်သလားမှာဂါထာတော်ဆိုတာလေးကိုလည်းအလယ်ကိုရွှေ့အောင်ချင်းရှိပါဂါထာဟုတ်လားเนาะ
ဟိုတော့မေရကတုနေဆန်ဓမ္မောမေရကတုတတာကွဲလွဲချက်လေးတော့ရှိမှာပေါ့နော်ကဲတော့ကျွန်တော်တို့က documentation တစ်ခုအရာတရရအနေထားလေးကိုဖန်တီးပြီးသွားပြီဆိုလို့ရှိရင်ပထမဦးဆုံးလောကမှာ file တွေကနေစေ့လေးနဲ့လာစေ့လိုက်မယ်เนาะဆရာကတော့မစေ့တော့ဘူးเนาะဒီဟာသွားစေ့လိုက်ရင်တပည့်တို့ရဲ့ table of content ဆိုတဲ့ exercise ကဆရာပေးမဲ့ file ပုံစံတိုင်းဖြစ်လာမှာမဟုတ်တော့တဲ့အတွက်ကြောင့်ဆရာကြီးကမစေ့တော့ဘူးเนาะဒါကတော့စေ့တင်တယ်မစေးလို့ရှိရင်တော့အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့ဖြစ်စေချင်တာကတော့ကွာဆရာတို့ဟို location နှစ်ခုခွဲလိုက်ပေါ့ဘယ်လိုလဲဆိုတော့အခုဆရာဒီပေးထားတဲ့ file လေးကိုတပည့်တို့က document ထဲမှာထည့်တယ်ဆိုတော့ဒီ table of content ဆိုတဲ့ file ကိုပဲနောက်ထပ် picture တို့ video တို့ music တို့မှာ location ခွဲပြီးတော့ file လေးကို copy ယူပြီးတော့ခဏခဏလေးချင်းလို့ရအောင်နော်ကဲအဲ့တော့ဆရာတို့ကအခြေခံလုံးဆောင်အောင်မဲ့ကဏ္ဍဦးအဆင့်တွေပြီးဆုံးသွားပြီဆိုလို့ရှိရင်ဘာလုပ်ကြမလဲဆိုတော့ဆရာတို့ကခေါင်းစဉ်တွေ heading တွေသတ်မှတ်ပေးရမယ် heading style သတ်မှတ်ပေးရမယ်เนาะဒီခေါင်းစဉ်တွေကို heading style သတ်မှတ်ပေးရဆရာတို့စာအုပ်တစ်အုပ်မှာအဲ့စာအုပ်ရဲ့စကားဦးသို့မဟုတ်ခေါင်းစဉ်ကိုပဲမာတိကာမှာနံပါတ်စဉ်တက်ပြီးတော့ဖော်ပြတာဖြစ်တယ်ပေါ့နော်အဲ့အတွက်ဆရာတို့က Microsoft Word မှာခေါင်းစဉ်တွေကိုသတ်မှတ်မယ်ခေါင်းစဉ်တွေနဲ့ပတ်သက်တဲ့ style တွေကိုသတ်မှတ်မယ်ဆိုဟောဒီမှာ style ဆိုတဲ့ပေါက်ကြီးရှိတယ်အဲ့ဒီ style ဆိုတဲ့ပေါက်ကြီးကိုဆရာ basic level မှာလုံးဝမပြောပြထားဘူးเนาะ new style သတ်မှတ်ခြင်းဒီအောက်ကဒီ setting ဆိုတဲ့နေရာလေးကိုဝင်ပြီးတော့ဒီမှာ new style ခေါ်လို့ရတယ်เนาะဒီမှာ pointer တင်လိုက်ရင် new style ဆိုပြီးပြ new style မတင်လို့ရှိရင်ဒီမှာပြနေတဲ့ဟာလေးတွေကဒီမြားအတွင်းထဲမှာပြနေတဲ့လောက်ဆောင်ချက်လေးနဲ့အတူတူပဲအဲ့ဒါကိုသိရမယ်เนาะဒီမှာရှိတဲ့ style လေးတွေနဲ့ဒီမှာပြထားတဲ့ဟာလေးတွေနဲ့အတူတူပဲအဲ့ဒီမှာ heading 1 heading 2ဆိုပြီးနှစ်ခုရှိတယ်တွေ့လားမသိဘူးเนาะအဲ့ဒီ heading 1 heading 2ကိုဆရာတို့က modify လာလုပ်ပေးရမယ်ဘာလုပ်ပေးရမလဲဆိုတော့ modify လုပ်ပေးရမယ်အဲ့တော့ heading 1ဆိုတဲ့အကောင်ကို selection ပေးမယ် selection pointer တင်လိုက်မယ်ပေါ့မြားလေးနှိပ်လိုက်အောင်เนาะဘေးနားမြားလေးနှိပ်လိုက်တခြားကြည့်เนาะ pointer တင်ပြီးရင် right click လေးနှိပ်ပြီးရင် modify ဆိုတာလေးကိုရွေးပေးလိုက်ရင် dialog box လေးပေါ်လာတယ်အဲ့ dialog box မှာဟောဒီက formatting ဆိုတဲ့နေရာမှာဆရာတို့က default font ဖြစ်နေတယ်เนาะအဲ့ဒါကိုဆရာတို့ရေးမယ်ပြည်ထောင်စုဖြစ်ပြန်ပြောင်းပေးရမယ် okay ကိုနှိပ်เนาะခဏနေအောင်เนาะဆရာတို့နည်းနည်းပြောင်းဖို့လိုအပ်သွားပြီ modify မှာ color ပြောင်းပေးရမယ် color သူ့ရဲ့ original color ကြည့်ကြည့်လေဒီမှာဟိုဘယ်လိုပြောရမလဲဆိုတော့အပြာရောင်ကြီးဖြစ်နေတယ်လေเนาะအပြာရောင်ကြီးဖြစ်နေတော့ဆရာတို့ကစာသားမဲရောင်ဖြစ်ပြန်ပြောင်းပေးရမယ်เนาะဒီမှာ color ကိုလာပြောင်းပေးရမယ်ပြီး okay ကိုနှိပ်လိုက်เนาะဒါဆိုရင် heading 1 heading style 1က color အမဲဖြစ်သွားပြီ heading style 2ကိုလည်းဆရာတို့ကမလုပ်ပေးရမလဲဆိုတော့ modify လုပ်ပေးရတယ်เนาะသူ့ရဲ့ font size ကို heading style 2က16ပဲရှိတယ်ခုနက heading style 1မှာတော့20ရှိတယ်เนาะဒါပေမဲ့ဒီမှာပြည်ထောင်စု font change ပေးလိုက်ဆရာတို့ရုံးနေမှာအသုံးများတဲ့ပြည်ထောင်စု font change ပေးပြီးဒီမှာ color လေးလာထပ် change ပေးပြောချင်တာဆရာတို့စာတစ်ခုမရေးသားခင်မှာကိုရေးသားခြင်းတဲ့ style တွေကိုဒီမှာလာပြီးတော့ new ခေါ်ပြီးတော့သတ်မှတ်လို့ရတယ်ဒီမှာတော့ heading 1 heading 2ဆိုပြီးသတ်မှတ်ပြီးသားဖြစ်တဲ့အတွက်ဆရာတို့ကသတ်မှတ်ပြီးသား style တွေကိုပဲ modify လုပ်ပြီးတော့လာသုံးလိုက်တာပေါ့နော်အဲ့တော့မာနအားအောင်မြင်တော်မူခြင်းဆိုတဲ့ခေါင်းစဉ်အကြီးကို main heading ကြီးကို heading style 1နဲ့ပြောပေးမယ်ဒါပေမဲ့ဆရာတို့ကအလဲကိုရွှေ့ထားပြီးဘယ်ဘက်ကသွားတော့တွေ့ရမယ်တွေ့လားအဲ့ဒါဘာလုပ်ပေးဖို့လိုလဲဆိုတော့ဟောဒီရဲ့ heading style 1ထဲမှာလာပြီး modify ထပ်လုပ်ပေးဖို့လိုမယ် modify လုပ်ပေးမယ်ဆိုလို့ရှိရင် center ဘာညာရွှေ့တာကြတော့ဟောဒီမှာလေเนาะဒါကိုနှိပ်ပြီးတော့ okay ကိုနှိပ်လိုက်ရင်အလဲကိုရောက်သွားမယ်အဲ့တော့ heading style 2ကိုလည်းဆရာတို့ကလာပြီးတော့ modify ထပ်လုပ်ပေးရမယ်ဘယ်လိုလုပ်ပေးရမလဲဆိုတော့ဒီ center ဆိုတဲ့ဟာလေးကိုရွေးပြီးတော့ပဲ okay နှိပ်ပြီး modify လုပ်ပေးရမယ်เนาะအဲ့မှာဆရာတို့ကခေါင်းစဉ်ကအလဲဆိုအလဲတက်တက်ပေါ်နေမှာပြောရမယ်ဆိုလို့ရှိရင်ခေါင်းစဉ်တွေရဲ့ဘေးဘယ်ညာအကွာအဝေးတွေပြီးလို့ရှိရင်သူတို့ရဲ့ style တွေအားလုံးကိုဒီ heading တွေကသတ်မှတ်တယ်ပေါ့နော်ဒီထဲမှာ modify လုပ်ပြီးပြင်ပြီးတော့မှဒီက style ပေါက်ထဲကအရာတွေနဲ့လာချိန်ပြီးတော့အလုပ်လုပ်ပေးရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါအဆင်ပြေပြီဆိုလို့ရှိရင်ဆရာတို့ကနောက်ထပ်ခေါင်းစဉ်တစ်ခုကိုထပ်သွားမယ်ဟယ်လိုနောက်ထပ်ခေါင်းစဉ်တစ်ခုကိုဆက်သွားပြီးရင်အဲ့ဒီခေါင်းစဉ်မှာပဲ heading style 1လေးကိုသတ်မှတ်မယ်ပြီးရင်ဒုတိယမြောက်ခေါင်းစဉ်သေးသေးလေးကိုကြတော့ heading style 2ဖြစ်သတ်မှတ်ပဲเนาะဒီအဆင့်ထိနားလည်မယ်လို့မျှော်လင့်တယ်เนาะထူထူးထူးမဟုတ်ဆရာတို့ style ထဲမှာရှိတဲ့ heading ဆိုတဲ့ style လေးကို modify လာလုပ်လိုက်တာပဲเนาะပြီးရင်နောက်ထပ်ခေါင်းစဉ်လေးတစ်ခုကို selection ပေးမယ်
style ထည့်မယ်ဒီဟာကိုလည်း selection ပေးမယ် style ထည့်နော်အားလုံးပြီးပြီဆိုလို့ရှိရင်ဆရာတို့ကဒီအောက်မှာထပ်ပြီးတော့ခေါင်းစဉ်လေးတွေကိုအဲ့ဒီပုံစံနဲ့တစ်ထည့်ရတဲ့တူအောင်လိုက်ပြီးတော့အလုပ်လုပ်လိုက်အဲ့ဒါ style 2 selection ပေးမယ် heading style 1ဖြစ်သတ်မှတ်မယ် selection ပေးမယ် heading style 2ဖြစ်သတ်မှတ်နော် selection ပေးမယ် heading style 1ဖြစ်သတ်မှတ်မယ် selection ထပ်ပေးမယ် heading style 2ဖြစ်သတ်မှတ်အဲ့ဒါကြတော့ဒီမှာနော်ဆရာတို့ကစာသားနဲ့စာရွက်စာနဲ့ content နဲ့လွဲသွားပြီအန်တာလေးခောက်ပြီးတော့ရွှေ့ပေးလိုက်နော်ဒီလိုတော့သွားပေးရမှာပဲဆရာတို့ကသိလားနော်အဲဒီမှာလည်းအန်တာလေးခောက်ပြီးတော့သွားပေးလိုက် selection ပေးမယ် heading style 1ဖြစ်သတ်မှတ်မယ် selection ပေးမယ် heading style 2ဖြစ်ထပ်ပြီးတော့သတ်မှတ်နော်နောက်ထပ်နည်းနည်းလေးထပ်ရွှေ့မယ်ရွှေ့ပြီးသွားရင် selection ပေးမယ် heading style 1ဖြစ်သတ်မှတ်မယ် selection ထပ်ပေးမယ် heading style 2ဖြစ်သတ်မှတ်နော်ပြီးရင်ဒီခေါင်းစဉ်ကို heading style 1ဖြစ်တည်တတ်သတ်မှတ်လိုက်နော်အဲ့တော့ဆရာတို့ကလိုအပ်တဲ့ table content ဖန်တီးဖို့အတွက်လိုအပ်တဲ့လုပ်ဆောင်ချက်တွေကိုဖန်တီးပြီးသွားပြီပေါ့အဲ့တော့အထူးသဖြင့်ပြောချင်တာကတော့ table ရော content ဖန်တီးတယ်ဆိုတာဒီလိုလုပ်ဆောင်ချက်လုပ်ပြီးသွားလို့ရှိရင်95%ပြီးပြီလို့ပြောလို့ရတယ်နော်မခက်ဘူးဆရာတို့က software ကို auto လုပ်ခိုင်းလိုက်ပါအခုလိုမျိုး heading style တွေသတ်မှတ်ပြီးသွားရင် table ရော content ကိုဆရာတို့အလွယ်လေးတက်လိုက်လို့ရပြီဘယ်ဟာခက်တာလဲဆိုတော့ဆရာတို့က page section တွေခွဲပြီးတော့ cover page ဖန်တီးတာတွေစာမျက်နှာနံပါတ်တက်တာတွေကအဲ့ဒါနည်းနည်းလေးရှုပ်ထွေးတာပေါ့နော်အဲ့ဒါလေးကိုတခြားလိုက်ကြည့်ရမှာပေါ့အဲ့တော့ဒီနေ့ဒီသင်ခန်းစာမှာတော့ဆရာတို့ကသင်ခန်းစာအပိုင်းနှစ်ပိုင်းခွဲပြီးတော့ပြပြလိုက်မယ်ပထမတစ်ပိုင်းမှာတော့ဒီလောက်ထိလိုက်ပြီးတော့လုပ်ဖို့အတွက်ကိုချက်ကြီးကပြောတယ်ပေါ့နော်နောက်သင်ခန်းစာမှာတော့နောက်ထပ်လောကမဲ့သုံးဆောင်ချက်တွေကိုပြောပြမယ်နော်အဲ့တော့ဒီနေ့သင်ခန်းစာကိုဒီလောက်နဲ့ရပ်ပါမယ်